နဲ့ခြေနေကိုလည်းဖြတ်တန်းရတယ်စွန့်စားရတဲ့အခြေအနေကိုလည်းဖြတ်တန်းရတယ်တော်လှန်ရေးကာလမှာဒုက္ခဆင်းရဲပေါင်းများစွာနဲ့လည်းကြုံခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘူချုပ်ဟာလူသားတစ်ယောက်ပါအဲ့ဒီလိုပဲလူသားဆန်ဆန်အချိန်တန်တော့ဒေါက်ခင်ကြီးနဲ့မေတ္တာမျှခဲ့ကြပါတယ်ဘဝမှာအခက်ခဲတွေရှိခဲ့တယ်အဲ့ဒီအခက်ခဲတွေကြားထဲကမှကြည်နှက်စရာကြည်နူးစရာလေးတွေလေလူပီတစွာရှိခဲ့ပူပါတယ်ဘိုလ်ချုပ်နဲ့ဒေါက်ခင်ကြီးရဲ့မင်္ဂလာဆောင်မှာသက်ဝေသချင်းဆိုတာဟာအမှတ်တရအဖြစ်လူတိုင်းသိနေခဲ့ပါတယ်လူတွေသိမသိသေးတဲ့ကိစ္စလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဘိုလ်ချုပ်ရဲ့မင်္ဂလာဆောင်မှာကရင်ရဲဘော်တပ်သားလေးတွေကလက်ဖွဲ့အဖြစ်လက်ဖွဲ့ခြင်းပါတယ်လို့တောင်းဆိုလာခဲ့ပါတယ်အဲ့လိုတောင်းဆိုမှုလေးဟာအင်မတန်မှကြည်နူးစရာကောင်းပါတယ်အဲ့ဒီမင်္ဂလာဆောင်တွေသူနာပြုဒေါက်ခင်ကြီးရဲ့အတိုင်းဝိုင်းနေစစ်ဖက်ဆိုင်ရာဘိုလ်ချုပ်ရဲ့အတိုင်းဝိုင်းနေအားလုံးရဲ့ကြားမှာကြည်နူးစရာလေးအဖြစ်ယနေ့တိုင်အမှတ်တရဖြစ်နေတဲ့ကိစ္စလေးပါပဲအဲ့ဒီလက်ဖွဲ့လေးကိုတော့ဒီနေ့ခေတ်လူငယ်လေးတွေလည်းကြားဘူးကြပါလိမ့်မယ်ဘယ်လိုကြည်နူးစရာကောင်းတယ်ဘယ်လိုချစ်စရာကောင်းတယ်အလောက်ထိအမှတ်တရဖြစ်ခဲ့တယ်ဆိုတာလေးကိုပရိသတ်တွေရှုစားခံစားကြပါဦးခင်ဗျာမမကျွန်တော်တို့မမတို့မင်္ဂလာဆောင်အတွက်လက်ဖွဲ့ပေးခြင်းလို့ပါဗျာမလိုပါဘူးကွယ်မင်းတို့ရရဲ့လစာနည်းနည်းလေးမမတို့ကအားလုံးပြည့်စုံပါတယ်မင်းတို့မိသားစုတွေသာလောက်ငှအောင်သုံးကြစမ်းပါကွယ်မမကျွန်တော်တို့ပေးခြင်းတာရုပ်ဝတ္ထုပစ္စည်းမဟုတ်ပါဘူးဘိုလ်ချုပ်ဝိုင်းပြောပေးပါဦးကြီးလက်ခံလိုက်ပါဟုတ်ကဲ့မောင်တော်ရရောင်ကြီးထိန်လင်းတော်သည်ဘုံချုံပြတ်တဲ့မော်နဲ့မဒီဒါရပူသည်ဆရာမကိုပဲအသက်ဆွေအောင်ချစ်မိသည်ငွေတော်ရရောင်ကြီးထိန်လင်းတော်သည်ဘုံချုံပြတ်တဲ့မော်နဲ့မဒီဒါကပူသည်ဆရာမကိုပဲအသက်ဆွေအောင်ချစ်တော်သည်ထိန်ကြီးလာအောင်ဆန်းတော့အလံပေါ်ပါသည်အချစ်သူရှိရင်ဖွင့်ကြပါလားလို့အတီးရိုးရိုးနဲ့မန္တာကိုပြောမိတကယ်စိတ်ကအတီးအဘယ်မိမမမချစ်ခဲ့ပြီဒါကပူသည်ဆ
Siama gobe atase am chimidi. အိမ်တောင်အရသာကိုကောင်းစွာမခံစားခဲ့ရပါဘူး။သူခင်ဗျလွတ်လပ်ရေးအတွက်မြမပြည်အတွက်အမြဲတမ်းတိုက်ပွဲဝင်နေရတယ်။အင်္ဂလန်ကိုလွတ်လပ်ရေးအတွက်တောင်းဆိုဖို့ထွက်ခဲ့ကြရတယ်။ဂျပန်ဒီလက်ထဲကနေအင်္ဂလိပ်နဲ့ပေါင်းပြီးတိုက်ထုတ်ခဲ့ရတယ်။အင်္ဂလိပ်တွေရှီကနေလွတ်လပ်ရေးကိုရအောင်ယူခဲ့ကြရတယ်။အဲ့ဒီလိုစင်စစ်မပြတ်လွတ်လပ်ရေးအတွက်လှုပ်ရှားနေသူ့ဘဝတစ်ခုလုံးကိုလွတ်လပ်ရေးအတွက်မြုပ်နှံခဲ့ရင်းနဲ့သူ့အိမ်နီးချင်းနိုင်ငံတွေကအာရှသူရဲ့ခေါင်းလို့တင်စားလာရပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကတော့ဗမာသူရဲ့ခေါင်းပါပဲ။အဲ့ဒီမသူရဲကောင်းဆိုတဲ့တခြင်းကိုအကယ်ဒမီထောရင်ရဘူကတီဆူဂုံပြုဖြော်ပြပါလိမ့်မယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့မြမလလရေးတွေတက်မတော်ပွဲဖို့ဂျပန်ပြည်မှာကွယ်တကယ်ပဲတနေ့လေးလို့ဆင်းရဲဒုက္ခခံစားကြံစည်တဲ့သူရဲ့ကောင်းတဲ့ဘဝဆန်းတဲ့အာဇာနည်တွေရဲ့မြမလလရေးတွေတက်မတော်ပွဲဖို့ဂျပန်ပြည်မှာကွယ်တကယ်ပဲတနေ့လေးလို့ဆင်းရဲဒုက္ခခံစားကြံစည်တဲ့သူရဲ့ကောင်းတဲ့ဘဝဆန်းတဲ့အာဇာနည်တွေရဲ့ငါတို့မြမပြည်မိဘတိုင်းငါရဲ့ဘဝအောင်ဆန်းလို့သူရဲ့ကောင်းမွေးရမယ်ငါတို့မြမပြည်မိဘအပေါင်းတို့ကရဲ့အာဇာနည်အစစ်မှန်တွေကိုမွေးထုတ်ပေးရမယ်အော်မင်းရဲ့ကြော်စွာပမာပုံဆောင်အလောင်းဖရာတို့လိုကွယ်မြမတိုင်းမြမမျိုးအာကိုလောက်ပေးရဲ့မကြောက်တမ်းမယွန်တမ်းမြမတွေအောင်ပန်းစွကြရှာလေတဲ့ရာဇဝင်အထုပ်ပတ်တီလေးရှိရမယ်မောကိုလေးထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ရာဇဝင်မြန်မာနိုင်ငံထူထောင်ရတဲ့မြို့ရိုးမတိမ်အောင်ကြံဆောင်လေးတဲ့လေးမျိုးစာနီညံပြည်လက်ရောမြန်မာနိုင်ငံလုံးထင်ပေါ်စေမယ်စိတ်အားတန်တန်မငိုမ
လျှော့တဲ့ငါတို့လူမျိုးတကူရှိဖို့သူရဲကောင်းတွေစုံညီတယ်တကယ်ပဲသူတို့မဟာဗန္ဓုလာနဲ့စွမ်းတတ္တိရာဇဝင်ပြောင်းနေတာကောင်းများလို့ခေါ်ရလောက်ပြီးတယ်ဥဒန်းတွင်စီကွယ်မြမသူရဲကောင်းအပေါင်းတွေရဲ့မြမနိုင်ငံထူထောင်ရတဲ့မြို့ရိုးမတိမ်အောင်ကျန်းဆောင်လေတယ်လေးမျိုးစာနီညံတင်လိုက်ရောမြမနိုင်ငံလုံးထင်ပေါ်စေတယ်စိတ်အားတန်တန်မန်ကိုမလျှော့တဲ့ငါတို့လူမျိုးတကူရှိဖို့သူရဲကောင်းတွေစုံညီတယ်တကယ်ပဲသူတို့မဟာဗန္ဓုလာနဲ့စွမ်းတတ္တိရာဇဝင်ပြောင်းနေတာကောင်းများလို့ခေါ်ရလောက်ပြီးတယ်ဥဒန်းတွင်စီကွယ်မြမသူရဲကောင်းအပေါင်းတွေရဲ့ရာဇဝင်အထုပ်ပတ်တီလေးရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ရာဇဝင်အထုပ်ပတ်တီလေးရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုင်းပြည်အကျိုးဆုံးခဲ့တဲ့မြတ်စာနီးတွေလွတ်လပ်ဖို့တို့များကိုကျွန်းတွင်မှာကဲတို့ဗမာရီဆုံးမို့ဖို့မျောကြရှာလို့ပေါ်လာတဲ့ရာဇဝင်အထုပ်ပတ်တီလေးရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့ရာဇဝင်အထုပ်ပတ်တီလေးရှိရမယ်မော်ကိုလည်းထိုးလောက်တဲ့မြင့်မြတ်တဲ့ဘူအောင်ဆန်းရဲ့တိုင်းပြည်အကျိုးဆုံးခဲ့တဲ့မြတ်စာနီးတွေလွတ်လပ်ဖို့တို့များကိုကျွန်းတွင်မှာကဲတို့ဗမာရီဆုံးမို့ဖို့မျောကြရှာလို့ပေါ်လာတယ် ကျွန်တော်တို့ရဲ့လွတ်လပ်ရေးအတွက်ကိုကြိုးမဖက်ဖက်မိသားစုကိုပါပြစ်ပြီးကြိုးစားခဲ့တဲ့ကျွန်တော်တို့ရဲ့ဘူချုပ်ဝင်းကြီးဘဝမှာအဝတ်သုံးထည်သာရှိခဲ့တယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ဘူချုပ်ကားပြက်လို့ driver နဲ့အတူကားဆင်းတွန်းရအောင်ဆိုတဲ့ကျွန်တော်တို့ဘူချုပ်သူစားကျင်တဲ့အရာတော်မှအတင်းမတောင်းမနဲ့ကြည်ပဲပြုံးတဲ့နံပြားကိုရရင်စားကျင်တယ်လို့မရေရည်လေးတောင်းဆိုခဲ့တဲ့ဘူချုပ်ကိုအဝေးကြီးမှာသွားနေလို့မသင့်တော်ပါဘူးဆိုပြီးတာဝါလန်းကအိမ်ကိုသူ့တပည့်တွေကခေါ်ပေးခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဘူချုပ်ဘာပကာသနာမှမရှိတဲ့ဘူချုပ်ဘယ်လိုအရာမျိုးကိုမှမတတ်မက်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဘူချုပ်1949ဇူလိုင်လ19ရက်နေ့မှာလုတ်ကြံခံခဲ့ရပါတယ်ဘူချုပ်မရှိတဲ့ချိန်မှာကျွန်တော်တို့လွတ်လပ်ရေးမရသေးဘူးလွတ်လပ်ရေးအတွက်သူခင်းပေးတဲ့လမ်းပေါ်မှာကြံတဲ့လူတွေဆက်လျှောက်သွားကြတယ်အဲ့ဒီအသီးပွင့်တွေကိုကျွန်တော်တို့ဒီနေ့ခံစားကြရတယ်ဘူချုပ်ကွယ်လွန်သွားတဲ့အတွက်တနိုင်ငံလုံးဘလောက်ပူဆွေးဝမ်းနည်းနေကြရတယ်ဆိုတာကိုယနေ့လူတွေနောက်လာနောက်သားတွေသိအောင်လို့ကျွန်တော်တို့တင်ဆက်လိုက်ရပါတယ်
နောင်ဘဝမှာလူဖြစ်ခွင့်ကြုံမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုတိုးတက်အောင်လုပ်မယ်လူလူခေါင်းဆောင်အဖြစ်နဲ့ကျွန်တော်တို့ဒီကိုပြန်လာပါလို့ကျွန်တော်တို့အားလုံးကြော်လင့်တောင်းတနေကြပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုလိုကျွန်တော်တို့ဂျုံတော့ဂျုံငယ်ကျွန်တော်တို့ရဲ့ဘဝမှာတရက်တာဂျုံရတဲ့အမျိုးသားကောင်းဆောင်ကြီးလွတ်လပ်ရေးဖခင်ကြီးတပ်မတော်ရဲ့အဖေအရင်အမှန်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုခွင့်ရတာကျွန်တော်တို့ဘဝရဲ့အကြီးမြတ်ဆုံးဆုလက်တစ်ခုပါကိုရရေဟုတ်ကဲ့ဗျကျွန်တော်တို့ဆက်လက်ပြီးတော့တင်ဆက်မဲ့အစီအစဉ်များကိုလည်းပြည်သက်များကိုပြောပြပါဦးဟုတ်ကဲ့ပါအဲ့တော့အခုကိုဇာကနာပြောသလိုပါပဲကျွန်တော်တို့လွတ်လပ်ရေးမိရှုတဲ့ဆောင်တကယ်ကိုကျွန်တော်လွတ်လပ်ရေးပြည်သူကဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ဆောင်နဲ့ကျွန်တော်တို့ဒါအသက်100ပြည့်တဲ့မွေးနေ့ပေါ့ဗျာနော်အဲ့တော့အဲ့မွေးနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကခုလိုပွဲတွေလမ်းတွေလုပ်ကြတယ်အခုလဲကျွန်တော်တို့ကဒီပွဲမှာကျွန်တော်တို့ကြုံတော့ကြုံငယ်မိဘများကိုကျွန်တော်တို့ကတင်ပြချင်တာလေးတစ်ခုရှိလို့ကျွန်တော်တို့နှစ်ယောက်ဒီရှိကိုထွက်လာတာပါနော်ဟုတ်ကဲ့ကျွန်တော်တို့တင်ပြချင်တယ်ဆိုတာကဘာများတင်ပြချင်တာလဲကျွန်တော်တို့ဘာလဲဆိုတော့အားလုံးလဲမိဘပြည်သူများဒါတည်ပြီးသားဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့လည်းဒီရက်ပိုင်းအတွင်းမှာပဲ online မှာလဲကျွန်တော်တို့တင်ထားသလိုစာဆောင်တွေအသီးသီးမှာလဲကျွန်တော်တို့ဒါဖော်ပြထားတာတွေအများကြီးပါပဲအဲ့ဒါကတော့ကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးကျွန်တော်တို့ဗုဒ္ဓအဖွဲ့ဆိုပြီးကျွန်တော်တို့ဖွဲ့စည်းထားတာရှိပါတယ်ဟုတ်ကဲ့ပါအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ရဲ့နာမည်ကိုကျွန်တော်တို့ကအောင်ဆန်းဆိုပြီးတော့ကျွန်တော်တို့ပေးထားပါတယ် မှန်ပါတယ်ခင်ဗျာ အဲ့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဟာဒီနေ့ဒီချိန်ခါမှာအချိန်မီကျွန်တော်တို့ရိုက်ကူးတင်ဆက်ဖို့အမျိုးမျိုးဖုံဖုံကျွန်တော်တို့ကြိုးစားကြပါတယ်ဒါကိုတော့မိဘပြည်သူများသိစေခြင်းလို့ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုလေးကိုပြောပြတာပါသို့တော်လည်းကျွန်တော်တို့မှာအခက်အခဲအမျိုးမျိုးနဲ့ကျွန်တော်တို့ရင်ဆိုင်ရပါတယ်အဲ့အတွက်ကြောင့်အချိန်မီတော့ကျွန်တော်တို့မိဘပြည်သူများကိုမတင်ဆက်နိုင်တော့လဲအဲ့ဒီနေ့အဲ့ဒီအချိန်ခါမှာမိဘပြည်သူတွေအတွက်ကြိုတင်ပြီးတော့သိရှိနိုင်အောင်ကျွန်တော်တို့ဝေဖန်ပေးနိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့တွေတီစာလို့ခေါ်တဲ့ကျွန်တော်တို့အစမ်းရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတိုလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်မိဘပြည်သူတွေရှေ့မှောက်ကိုကျွန်တော်တို့တင်ဆက်ပြသခြင်းတဲ့အတွက်ကြောင့်ခုလိုမျိုးကျွန်တော်တို့နှစ်ယောက်ဒီထွက်လာပြီးတော့ရှင်းလင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတီစာဆိုတဲ့ဇလန်တိုလေးဇာတ်ကားတိုလေး17မိနစ်စာလေးကျွန်တော်တို့ပြည်သက်ကြီးကိုပြခြင်းပါတယ် Skynet ကနေ MNTV ကနေတနိုင်ငံလုံးကရှုစားနေရတဲ့မိဘပြည်သူများလည်းကြည့်ရှုလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီတီစာဆိုတဲ့လေးကိုပြည်သက်စီကိုအရောက်ပို့လိုက်ရခြင်းရဲ့ရည်ရွယ်ရေးအကြောင်းရင်းကဗိုလ်ချုပ်အောင်ဆန်းကိုကျွန်တော်တို့တအဖွဲ့တည်းတအုပ်စုတည်းတဦးတယောက်တည်းကပိုင်တာမဟုတ်ပဲတနိုင်ငံလုံးကပိုင်တယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့မိဘပြည်သူတွေစီအရောက်ပို့လိုက်တာပါမိဘပြည်သူများခင်ဗျာတီစာကြည့်ရှုခံစားပေးပါဒီကိုပဲပို့မှလဲမှာခုတည်းထိမပြောသေးလုံညိုရင်းနေထားရဘိုးလိုက်ရစေတနာဆိုတော့မောင်လည်းမသိဘူးကြည်ကောင်းပြီလေမောင်ဆက်ဆက်ရယူဆိုင်ပါချင်းတဲ့ကလေးတွေတော့စိတ်ချမောင်တဘာမှမပူပါနဲ့ကြည်သာကိုရင်နဲ့ကျမယူယူဆိုင်ဒီကတူလာခုဆရာမှာပါမပူပါနဲ့မောင်လည်းစစ်သားပါစစ်သားတယောက်စစ်ထွက်တာမစမ်းပါဘူးကြီးဒီကားတော့မယ်လေမ
ဘုချုပ်အခုမှမိတ်တက်တွေကဂျပန်တွေကိုသူတို့ဘာသာတိုက်နေတာနဲ့ကျွန်တော်တို့ဘာလို့ပူပေါင်းတာလဲ ဒီအချိန်မှာသူ့ဘာသာတိုက်ရင်ဂျပန်ကငါတို့ကိုတိုက်ရလိမ့်မယ်အေးငါတို့နဲ့ပူပေါင်းလိုက်ရင်သူတို့တော်တယ်တက်တာမယ်တိုက်တဲ့နေရာမှာလည်းထိရောက်မယ်မြန်မယ်ပြီးတော့ငါတို့တက်တွေကအခုချိန်မှာ viewer ရောလက်နဲ့ရောအကောင်းဆုံးနေထားမှာရှိအဲ့ဒါကြောင့်တုံးချတကယ်လို့ဂျပန်နေလိုပဲဒီကောင်တွေကဂရိမတင်ရော ထက်တက်ရမှာ ဒါဆိုကျွန်တော်တော်လိုင်းတိုက်ပွဲကြီးကဘယ်အချိန်ပြီးမလဲဆိုတာခံမှန်းလို့မရတော့ဘူးပေါ့ ဘာလို့ခံမှန်းလို့မရမှာလဲလွတ်လပ်ရရင်ပြီးပြီ ရောက်တွေရွှေလူရမယ်နေပလဲငုံစွေပြူဖူးကိုက်ဝေဝေပန်းမျိုးစုံရာဒီစုံကူခဲ့ပေါ်လေရှစ်သူကိုရည်စုကူခဲ့လို့ချွေကိုယ်တိုင်လာရရ၍စင်မပေးရဆံမြညာခေစမြေမှာချာညောင်းရဲ့ရှိရောက်မဲ့ထင်းနဲ့မျောတဲ့သူပူပြဝေးတရေရေနဲ့ဆွေးရှာတော့မယ်လေတောင်းကညိုပြိုးတော့မယ်မိုင်းမိုင်းမဝေးမို့တက်တွေလေးဝေးလို့တရွေ့ရွေ့ယူသလေတောင်းကညိုပြိုးတော့မယ်မိုင်းမိုင်းမဝေးမို့တက်တွေလေးဝေးလို့တရွေ့ရွေ့ယူသလေတေဦးလေးပြေလွမ်းငွေကိုစေဟောမစောကျွမ်းလွမ်းစိတ်တွေပွေချစ်တဲ့လူဓာတုကလေးအားဆွေလွမ်းရရဲ့ဖြစ်အင်းထင်းမြင်စေတဲ့ရတိုင်းစစ်ချီတူတွေရေးလို့ခွဲအော်ကြည်ငါကူစေလို့စေဖြစ်နေငယ်ပြေပါလိုက်လေစစ်ထွက်စေတောင်မူရင်မာလေးလွမ်းကားရွှေပေးထမတင်ရှာပေဟောဘုချုပ်ကမမကြီးကိုလွမ်းနေတာဟုတ်မင်းကနတ်ရှင်အောင်ဆိုပြီးအရင်လွမ်းတာဟုတ်ကွာ ဘုချုပ်ကလည်းဗျာကျွန်တော်ကအိမ်တော်သက်18ရက်နဲ့မိမကိုခွဲခဲ့ရတာလေမလွမ်းမနေမလားဗျာဒါဘောလူဆိုတာတော့လူတဘောကပါသေးရမှလားဘုချုပ်ဂျပန်တော်လိုင်းတော့စပြီလေးစားအပ်ပါတော့မိတ်ဆွေကြီးမွန်ပတ်တယ်ခမပြောခဲ့တဲ့လူတယောက်ဟာတစ်ချိန်တည်းမှာစစ်ကောင်းဆောင်ရောနိုင်ငံရေးကောင်းဆောင်ရောမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုကျွန်တော်လက်ခံပါတယ်ကန်ဒီမှာခမမေးခဲ့တဲ့ဝယ်လင်တန်ဖြစ်ကျင်လားခြာကြီးဖြစ်ကျင်လားဆိုတဲ့မေးခွန်းကိုကျွန်ုပ်ပေးခဲ့တဲ့ဂရိအတိုင်းအခုပြန်ဖြေကြားလိုက်ပါတယ်တက်မတော်သားဘဝကိုကျွန်ုပ်လူလာတာမှန်ပေမဲ့လှုပ်ဖို့ကံဘတ်တွေရဲ့ဆုံးဖြတ်ချက်အရာရောကျွန်ုပ်ခံကြရပါနိုင်ငံရေးသမားဘဝကိုကျွန်ုပ်ရွေးချယ်လိုက်ပါပြီလေးစားလျက်အောင်ဆန်းနိုင်ငံရေးလောက်တာတွားကျင်လို့ထပ်လုံနေတာမဟုတ်ဘူးဗမာပြည်လွတ်လပ်ရအောင်လို့ဗမာတွေကောင်းစားစေချင်လို့လုပ်တာကျောက်ကနိုင်ငံရေးမလုပ်လို့ထမင်းငတ်သွားမယ်ကောင်မဟုတ်ဘူး
အခုကျောက်ဝင်ကြီးဖြစ်နေမှာကျောက်မှာဘာမှထူးကြမလားဘူးဂျပန်ကစ်စစ်ဝင်ကြီးတော်ကလည်းကျွန်တော်မှဝင်းတဲ့သုံးရလဲလို့အဖို့မရှိဘူးလက်ကဘလောက်ရမှန်းလည်းမသိဘူးကျောက်စိတ်ထဲမှာတော့လူကြီးကကျောက်ကိုပေးတဲ့လူထုခေါင်းဆောင်ဆိုတဲ့ဂုံကိုဝင်ကြီးဆိုတာတဲ့ပုံမှတ်တယ်ဆိုဗုဒ္ဓဦးနေ့လေလုံနေကြဒီစီဝေလွတ်တော်နဲ့တိုက်နေလို့ဒီလိုရုံးပိတ်ရဲ့စနေနေ့မှာလောက်ရတာကျွန်တော်တောင်းပန်ပါတယ်ခမရတို့ဝင်ကြီးတွေဖွဲ့မှာလဲဆွေးနွေးစရာရှိလိမ့်မယ်ကျွန်တော်မှလည်းရှိနေကျွန်တော်တို့မှတပတ်စာအလုပ်အကျွေးတင်နေလို့မဖြစ်ဘူးအခုလိုနိုင်ငံတော်အရေးကြီးနေတဲ့အချိန်မှာတရက်ဆိုလဲတရက်ကျွန်တော်တို့အချိန်ဆောင်နေလို့မဖြစ်ဘူး